တက်ကတူတက်ရတာဟာမိဘခက်ခက်ရှာထားတဲ့ပတ်စံကိုထိုင်ဖြုံးရတာပဲဟုဆိုပြီးကျောင်းကနေထွက်ခဲ့ကဝဲရတရားမဟုတ်ပေမဲ့ Apple ကုမ္ပဏီကိုတီထောင်ခဲ့တဲ့သူ They paid me $60 so I wore a tie. သူကမွေးဖွားလာကနေကမိခင်ဖြစ်သူရဲ့စွန့်ပစ်အပေခံဘဝနဲ့မွေးစားမိဘတွေစီကနေပဲခက်ခဲကျန်းတန်းစွာကြီးပြင်းလာခဲ့ရတဲ့လူငယ်လေးတယောက်ဆိုရင်ပဲယခုလိုလူတွေအရန်ကိုလိုချင်တက်မှန်မောနေတဲ့ Apple ကုမ္ပဏီကြီးဖြစ်လာအောင်သူဘလို့ရုံငန်ခဲ့ရတာလေငယ်စဉ်ကလေးကသူဟာအတန်းပညာမှာကောင်းကောင်းမွန်ထူးချွန်သူမဟုတ်ခဲ့ပဲစာသင်ရတဲ့အချိန်တွေကိုလောစာညှိငွေ့ခဲ့တဲ့သူတယောက်ဟာကောလိပ်ကိုရောက်လာတဲ့အခါမှာတော့မိဘတွေရဲ့ချွေးနှင်းစာနဲ့စုဆောင်းထားတဲ့ပတ်စံတွေနဲ့ပဲကောလိပ်ကိုတက်ခဲ့ရပြီးဒီအချိန်တွေကုန်ဆုံးသွားတဲ့အခါမှာဒီကောလိပ်ကငါ့ကိုဘာပညာတွေပေးမှလဲခွဲရတော့ရောငါ့ကိုကောင်းကောင်းထောက်ပံ့ပေးနိုင်မှာလားဆိုတဲ့အတွေးတွေကြောင့်ပဲကျောင်းကနေထွက်ခဲ့ကသူဝါသနာပါရကိုရှောင်နှံလာခဲ့ပြီးတဲ့နောက်မှာတော့ခွဲရတရားမဟုတ်ခဲ့ပေမဲ့ယခုခါလူတွေအငမ်းမရအသုံးပြုခြင်းနေတဲ့ Apple ကုမ္ပဏီကြီးကိုကမ္ဘာအဆင့်မီကုမ္ပဏီကြီးတစ်ခုဖြစ်လာအောင်ဘလို့မျိုးတွေဖန်တီးခဲ့ရတာလဲ Apple's new HQ, fittingly named the Apple Park. This stunning architecture sprawls across. ဟုတ်ပါတယ်ဒီ Apple ကုမ္ပဏီရဲ့ပိုင်ရှင်ရဲ့လို့လူသိများနေတဲ့သူကတော့ Steve Jobs ပါ Steve Jobs ကိုတော့1995ခုနှစ်မှာအဒူဖာတာဂျန်ဒလီနဲ့ဂျိုအန်ရှီဘယ်တို့ကနေမွေးဖွားလာခဲ့ပါတယ်ဒီနေရာမှာကျွန်တော်ပြောချင်တဲ့အကြောင်းအရာလေးတစ်ခုရှိပါတယ်ဒါကဘာလဲဆိုရင် Steve Jobs ကိုသူ့မိဘတွေကဘာလို့မွေးစားမိဘတွေစီမှာပေးခဲ့ရတာလဲနဲ့ပတ်သက်ပြီးကျွန်တော်ကြားဘူးထားတာတစ်ခုရှိပါတယ်ဒါကဘာလဲဆိုရင်သူ့ရဲ့မိခင်ကတက္ကသိုလ်ကျောင်းသူဖြစ်ပြီးသူ့ရဲ့ဖခင်နဲ့ရည်စားဖြစ်တဲ့အခါမှာကိုဝင်ကမလိုချင်မဲ့ရခဲ့ရတယ်ဒါကြောင့် Steve Jobs ကိုမွေးဖွားလာတဲ့အခါမှာသူ့ရဲ့မိဘနှစ်ပါးအဆင်မပြေဖြစ်ခဲ့ရပြီးဒီကလေးကိုမွေးစားဖို့တခြားသူရဲ့လက်ထက်ကိုလွှဲပြောင်းပေးခဲ့ရပါတယ်ဒါပေမဲ့မိခင်ဖြစ်သူကမွေးစားသူတွေရဲ့လက်ထက်ကိုအလွယ်တကူလွှဲပြောင်းပေးခဲ့တာတော့မဟုတ်ပါဘူးလွှဲပြောင်းပေးတဲ့အခါမှာလည်းဒီမိခင်ဖြစ်သူကသူ့လိုမျိုးတက္ကသိုလ်ကနေဖွဲရတယောက်အပြက်မှာစိုးလို့ဆိုပြီးစာချုပ်ထဲမှာမွေးစားသူတွေအနေနဲ့သူ့ရဲ့သားကိုဖွဲရတယောက်ဖြစ်အောင်ပြုစုပြောထောင်ပေးရမယ်ဆိုတဲ့ဂရိစာချုပ်တစ်ခုလည်းပါခဲ့တယ်လို့သိရပါတယ်ဒီလိုနဲ့ Steve Jobs ဟာမွေးစားမိဘတွေဖြစ်တဲ့ဘောနဲ့ကလာရာဂျော့တို့အိမ်ကိုရောက်ရှိလာခဲ့ပြီးအရန်ကြီးပြည်စုံကြွယ်ဝတဲ့မိသားစုမဟုတ်ပဲကားပြင်ဆရာအဖြစ်လောက်ကင်ခဲ့ရတဲ့မွေးစားဖခင်ကြောင့်ကလေးဟာလက်ထောနစ်ပညာရဲ့အခြေခံတွေနဲ့ပဲကြီးပြင်းလာခဲ့ရပြီးလက်ထောနစ်ကိုအရန်ကြီးစိတ်ဝင်စားလာခဲ့ပါတယ်ဂျော့ဟာစာကြက်ရတာကိုသိစိတ်ဝင်စားတာကြောင့်ကျောင်းမှာအမှန်ကောင်းကောင်းရတယ်လို့ကြွားပါလို့မရပါဘူးဒီလိုနဲ့သူဟာမွေးစားမိဘတွေရဲ့စာချုပ်ပါခရီးတိုင်းစတန်ဖို့ဆိုတဲ့ကောလိပ်တစ်ခုကိုတက်ရောက်ခဲ့ရပြီး6လကြာမှာတော့ဒီကောလိပ်ကငါ့ကိုဘာတွေပေးမှလဲဒီမှာနေရတာမိဘတွေခက်ခဲရှာဖွေထားတဲ့ပတ်စံတွေကိုထိုင်ပြုံးနေတာပဲဆိုတဲ့အတွေ့အကြုံကောလိပ်ကနေထွက်ဖို့သူဆုံးဖြတ်ချက်ချလိုက်ပါတယ်ကောလိပ်ကနေထွက်ခဲ့ပြီးမှတော့နေစရာအခန့်ပျောက်ဆုံးခဲ့ရပြီးတငယ်ချင်းဖြစ်သူရဲ့အခန့်ကျမ်းမြင်မှာဆောင်းမပါအိတ်စရာအခင်းမပါပဲဖြစ်တယ်လို့အိတ်ခဲ့ရပြီးအစားအစာရှားပါလွန်းတာကြောင့်အလူမီနီယံဘူးကွန်တွေကောက်ကရောင်းချစားတောက်ခဲ့ရပါတယ်။ဒီနေ့ကနေနေ့တွေမှာဆိုရင်တော့ခရစ်ယာန်ဘုန်းကြီးကျောင်းမှာကောင်းမွန်တဲ့အစားအစာတွေကိုအလကစားသုံးခွင့်ရတာကြောင့်ပဲမြို့ကိုကြော်ဖြတ်က9မိုင်လောက်ဝေးလံတဲ့ခရီးကိုတွားရောက်စားတောက်ခဲ့ရပါတယ်။နောက်ပိုင်းအင်တာဗျူးတွေမှာတော့ကျော်ဟာသူ့အကြိုက်ဆုံးအစားအစာကဘာလဲလို့မေးရင်ခရစ်ယာန်ဖခင်ကျောင်းကစားစရာပဲလို့ပြန်ဖြေလေးရှိပါတယ်။အဲဒီမှာပဲသူဟာအမေရိကန်ရဲ့အကောင်းဆုံးလက်ရည်လှသင်တန်းလို့သူယုံကြည်ထားတဲ့ပြင်ပသင်တန်းတစ်ခုကိုတက်ရောက်ခဲ့ပါတယ်။ကျော်ဟာလှပတဲ့စာရေးစာကုန်းတွေကိုပိုပြီးတင့်တယ်စေဖို့ဖောင်းတွေနဲ့စကလုံးပေါင်းဆက်မှုချကအကွာဝေးကိုတေချာလေ့လာခဲ့ပြီးနောက်ပိုင်းမှာတော့သူနဲ့စတီဟော့တနီယာတို့နှစ်ဦးပထမဆုံးမချီတိုကွန်ပျူတာကိုတီထွင်တဲ့အခါမှာဒီသင်တန်းကနေသင်ကြားထားတာတွေကအရန်ကုန်မှာအသုံးဝင်လာခဲ့ပါတယ်။သူ့အနေနဲ့ကျွန်တော်သာကြောင်းမထွက်ခဲ့ဘူးဆိုရင်ဒီလက်ရည်လာသင်တန်းကိုလည်းဘယ်တော့မှမတက်ခဲ့ဘူးဆိုရင်ပေါ့ကွန်ပျူတာတွေမှာအခုလောက်အံ့ဩဖွယ်ကောင်းတဲ့စလုံးပုံစံတွေရှိလာမှာမဟုတ်ဘူးလို့ပြောကြားခဲ့ပါသေးတယ်။အဲ့နာမှာတော့တငယ်ချင်းဖြစ်သူစတီဟော့နီယာနဲ့တယောက်နဲ့တယောက်ပြည့်စုံစွာခြေစည်းပေးခဲ့ရရင်ဟောနီယာရဲ့အယူချင်းကျော်ရဲ့ပါနှက်မှုညံညံတို့ပူးပေါင်းကသူတို့နှစ်ဦးရဲ့ပထမဆုံးပူးရက်တီထွင်မှုဖြစ်ဘလူးပေါက်လို့ခေါ်တဲ့ဖုံမျိုးစားကိုတီထွင်ခဲ့ကြပါတယ်ဒီတီထွင်မှုဟာသူတို့အတွက်ထင်သလောက်အောင်မြင်မှုမရရှိခဲ့ကြပါဘူးဒါကြောင့်ပဲတီထွင်မှုတွေကိုစက်တိုက်ပြုလုပ်ခဲ့ပြီး1985ခုနှစ်မှာတော့တန်ငချင်းဖြစ်သူဟော့စနီယာဟာသူ့ရဲ့ပထမဆုံးကွန်ပျူတာဒီဇိုင်းကို Kiwis Packet ကုမ္ပဏီထံတင်ပြခဲ့ပေမဲ့ညှင်းပယ်ခြင်းခံခဲ့ရပါတယ်ခရီးတစ်ဆိုင်စဉ်းစားပြီးတဲ့နောက်မှာတော့တန်ငချင်းနှစ်ဦးဟာသူတို့ဘဝကိုပြောင်းလဲစေမဲ့ဆုံးဖြတ်ချက်တစ်ခုကိုခိုင်မာစွာချခဲ့ကြပြီး1986ခုနှစ်ဧပြီလ1ရက်နေ့မှာတော့ Apple ကွန်ပျူတာကုမ္ပဏီကိုဂျော့မီသားစုရဲ့ကားကိုတောင်ထဲမှာစတင်တည်ထောင်ခဲ့ကြပါတယ်။မကြာမီပါပဲအော်ဒါတွေဇက်တိုက်ဝင်လာခဲ့ပြီးပထမဆုံး Apple ကိုအောင်မြင်စွာရောင်းချနိုင်ခဲ့ကြပါတယ်။ဒါနောက်မှာတော့တငယ်ချင်းနှစ်ဦးဟာ Apple 2ကိုပါဆက်လက်ထုတ်နိုင်မှုစ조사ရုံးကန်ခဲ့ရပြီးအဲ့အချိန်ဒီမှာတော့လိမ္မာပါနှက်မှုရှိပြီးအယူချင်းနဲ့ဉာဏ်ဉာဏ်တွေပိုကောင်းတဲ့ကြော့ဟာကိုယ်ပိုင်ကွန်ပျူတာတွေကိုအစုလိုက်အပြုံလိုက်ထုတ်လုပ်ဖြန့်ဖြူးဖို့နဲ့ယင်းနှိမ့်မြုပ်နှံသူတွေကုမ္ပဏီတွေနဲ့ညှိနှိုင်းဖို့အလုပ်ကိုရှုပ်ခဲ့ရပါတယ်။1989ခုနှစ်မှာတော့ Apple 2ကိုမိတ်ဆက်ပေးခဲ့ပြီး
သူတို့နှစ်ဦးရဲ့ချမ်းသာကြွယ်ဝမှုဟာလည်းတိတိကျကျကိုတိုးတက်ပြောင်းလဲလာခဲ့ပါတယ်။နှစ်နိုင်ငံကြာမှာတော့ Apple နဲ့ Zero တို့ကုမ္ပဏီနှစ်ခုဟာစာချုပ်တစ်ခုမှာလက်မှတ်ရေးထိုးခဲ့ကြပြီးပူးပေါင်းခဲ့ကြကကွန်ပျူတာရဲ့အထူးအစိတ်ပိုင်းတွေဖြစ်တဲ့စနစ်ယူနစ်ကီးဘုတ်နဲ့မော်နီတာတို့ပေါင်းစပ်ထားသည့် Machito ကွန်ပျူတာအမျိုးအစားကိုတီထွင်နိုင်ခဲ့ပါတယ်။ကျွန်တော်အနေနဲ့လည်းဒီ Machito ကွန်ပျူတာအမျိုးအစားတီထွင်ရမှာလွန်ခဲ့သော10နှစ်ကသာကျောင်းမထက်ခဲ့ပဲဆက်ပြီးကျောင်းပညာကိုလေ့လာသင်ယူခဲ့မယ်ဆိုရင်ဒီလိုတီထွင်မှုမျိုးကိုပြုလုပ်နိုင်မည်မဟုတ်ကြောင်းနဲ့ယခုတီထွင်မှုမှာကျောင်းကနေထွက်ခဲ့ကလေ့လာသင်တာမှာတက်သည့်အချိန်သင်ယူခဲ့ရသည့်ဖောက်အကြောင်းတွေကယခုချိန်မှာလွန်စွာအသုံးဝင်ခဲ့ကြောင်းပြောကြားထားခဲ့ပါတယ်။အဲ့နောက်ပိုင်းနှစ်တွေမှာတော့ကျွန်တော်အနေနဲ့လုပ်ဖော်ကိုင်ဘက်တွေနဲ့နားလည်မှုလွဲသူ့ရဲ့ခေါင်းဆောင်မှုပုံစံကိုနှစ်သက်ခဲ့တဲ့လူတချို့ကြောင့်ဝမ်းနည်းစရာကောင်းတဲ့အချိန်ခိုက်တန့်တွေကိုရင်ဆိုင်ခဲ့ရပါတယ်။ဒါကဘာလဲဆိုရင်ကျောက်ကိုသူ့ရဲ့ကုမ္ပဏီကနေထုတ်ဝေခံခဲ့ရချိန်မှာပဲကုမ္ပဏီကနေဖက်ခါချိန်မှာလဲကျောက်ဟာလက်လျှော့ရှုံးပေးသွားတာမျိုးမရှိခဲ့ဘဲနဲ့သူဟာပိုးပြီးတက်ကြွစွာလောက်ကန်ခဲ့ပြီး Race Comedy ကိုထီထောင်ခဲ့က Graphic Studio တစ်ခုကိုလည်းဝယ်ယူခဲ့ပါတယ်။ဒီနေရာမှာကျောက်ရဲ့စီးပွားရေးပါနှက်မှုကိုထင်ရှားစွာမြင်တွေ့ခဲ့ရပါတယ်။သူဟာစတူဒီယိုကိုဒေါ်လာ9သန်းနဲ့ဝယ်ယူခဲ့ပြီးဒေါ်လာ9.5 ဘီလီယံနဲ့ရောင်းချခဲ့ပါတယ်။ဒီမရှိရင်မဖြစ်တဲ့ Apple ကုမ္ပဏီဟာ1998ခုနှစ်မှာတော့ကျောက်ကိုတောင်းပန်စာနဲ့အတူပဲသူတို့ရဲ့ကုမ္ပဏီကိုပြန်လာဖို့ကမ်းလှမ်းခဲ့ပြီး Apple ဟာကျောက်ရဲ့ဥဆောင်မှုအောက်ကိုပြန်လည်ရောက်ရှိသွားခဲ့ပါတယ်။ကျောက်ရဲ့ဥဆောင်မှုနဲ့အတူပဲ Apple ဟာယနေ့ခေတ်လူငယ်တွေကြားမှာရေပန်းစတဲ့ iPhone, iPod, iPad, iMac တို့ကိုတီထွင်ခဲ့ပြီး Apple ဟာကမ္ဘာဈေးကွက်မှာဂုဏ်သိက္ခာအရှိဆုံးနဲ့အထင်ရှားဆုံးကုမ္ပဏီတစ်ခုဖြစ်လာခဲ့ပါတယ်။ဒီလိုမျိုးတွေ Apple ကုမ္ပဏီကိုကမ္ဘာအလယ်မှာဖွံ့ဖြိုးတိုးတက်လာမဲ့ကုမ္ပဏီတစ်ခုဖြစ်အောင်ဒီထောင်ပြီးချိန်မှာတော့ Steve Jobs ဟာနာရာရှိယောဂနဲ့ပဲ2001ခုနှစ်မှာဝယ်လွန်သွားခဲ့ရပါတယ်